တော်တော်လေးအထောက်အကူဖြစ်တယ်ဒီကျွန်တော်သိထားတဲ့အရာတွေထပ်ကိုပို့ပြီးတော့မှအခြေတွင်းပို့သိရတယ်ဒီဆရာတယောက်ချင်းစီရဲ့လမ်းပြမှုအောက်ကနေပွားတော့ဘယ်လိုပြောမလဲ academic ဘိုင်းကပွားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီလမ်းကြောင်းကလည်းပုံမှုပြီးတော့ကိုယ်လက်ဖြောင်းပြူးစေတယ်ပေါ့ကျွန်တော်နာမည်ကတော့ရာဇအောင် aka Visto ဖြစ်ပါတယ်ဒီ AES ရဲ့ Audio Engineering Diploma Batch 6ပေါ့အဲ့အကြောင်းသားတရားလေးဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကရုပ်ရှင်ခဏတော့ကြည့်ရဗျာအခုမှ music ကိုပို့လေးလာဖြစ်တယ်ဆိုပေမဲ့ငယ်ငယ်ကတော့ဒီရုပ်ရှင်တော့ကြည့်ရင်ဒီ Dolby Atmos နဲ့ကျွန်တော်အထီးတွေရှိတယ်ဒီရုပ်ရှင်ရုံထဲမှာဒီ surround sound ကဘယ်လိုကိုယ့်ရဲ့ feeling တွေကို affect ဖြစ်တယ်ဆိုတာကိုသိလာတယ်Okay ရုပ်ရှင်တစ်ခုမှာဒီ audio က 50% လောက်အရေးပါတာတွေပါကျွန်တော်အဲ့ sound design ကိုအားစိတ်ဝင်စားတယ်အဲအကြောင်းဒီ audio ဘိုင်းကိုကျွန်တော်လေ့လာမယ်လို့ဆုံးဖြတ်လိုက်ခံစားအစနည်းနည်းအိမ်မက်နေသလိုပါလို့ပါဒီ SAE ဆိုတာကကျွန်တော်ငငယ်လေးကအဲ့ကျွန်တော်ကိုယ်ပြောတဲ့ဒီ one of the best little audio school ပေါ့နော်ဒါငယ်တွေကတက်ချင်တဲ့အိမ်မက်ဆိုတာရှိတယ်အိမ်မက်လည်းမက်ခဲ့ဘူးအခုတကယ်သွားတက်တယ်ဆိုတော့ it's a bit overwhelming ဒါတော်တော်လေး exciting ဖြစ်ရတယ်ထူးဆန်းတာကအခက်အခဲမရှိတဲ့ပြင်သူတို့ရဲ့ process တွေဒီ procedure တွေကတအားမြန်နေတာပဲအရင်လည်း solid ဖြစ်တယ်ဟိုဘက်ကကိုအတွက် like ကူပေးနေတဲ့အဲ့ assistant ဒီအမကြီးပေါ့နော်ဒီအဲ့အမကြီးနဲ့ဆိုလို့ရှိရင်ကျွန်တော်သူ့မေးစရာတခုရှိတယ်ဆိုရင်သွားမေးလိုက်တိုင်းနောက်တစ်နာရီကျော်2နာရီလောက်ဆိုရင်သူတို့ဘက်က reply ကပြန်ပြီးနေပြီဘာလို့ရမလဲဆိုတော့ step by step တွေလည်းသူတို့အကုန်ပြပြတယ်အဲ့တော့အခုမှစသွားမဲ့လူတယောက်ဒီလူငယ်တယောက်အနေနဲ့တော့တာမန်ထပ်ပို့ပြီးမှအရန်လွယ်ကူပါတယ် life goal ကတော့ကျွန်တော်ဒီ production အကြီးတွေပေါ့ like Disney or 20th Century Fox အဲ့လိုမျိုးတွေမှာကျွန်တော်ဒီ audio engineer သမားတယောက်အနေနဲ့ပါဝင်ပြီးမှလုပ်ကိုင်ခြင်းတယ်ကျွန်တော်ထိတွေ့ခြင်းနဲ့သူတို့ဒီ internationally ဘယ်လိုတွေလုပ်နေကြတယ်ဆိုတော့ကျွန်တော်တကယ်ဝင်သိခြင်းနဲ့ I want to be practical acoustic assignment လုပ်တော့မှာကျွန်တော် project လုပ်ရတယ် project လုပ်ရတဲ့အခန်းလုံးမှာကျွန်တော်တို့ဒီချာလေးအဲ့တုန်းကဒီ AutoCAD တော့မဟုတ်ဘူးကျွန်တော် SketchUp နဲ့လာပြီးအဲ့တော့ကင်လိုက်တယ် studio ဒီချာလေးစိတ်ရှိနဲ့စောက်ကြတယ်အဲ့ဒါတော့ဒီအများကြီးထည့်တယ်အဲ့ဒါကြောင့်လဲစုရခဲ့လို့ထင်ပါတယ်ဒီကျွန်တော် basics ပေါ့ဒီ batch 1ကနေရမှာဒီ60ဆိုလို့ရှိရင်ဒီ acoustic assignment မှာလည်းကျွန်တော်တို့ဒီအဖွဲအမှန်အများဆုံးရခဲ့တာပေါ့အကြိုက်ဆုံးအရာကတော့ဒီလိုအကြောင်းမျိုးဆိုတော့ဘယ်သူကမှမိဘကအတင်း pressure ပေးလို့လာတဲ့လူတယောက်မဟုတ်ပါဘူးအကုန်လုံးဝါသနာကြောင့်ရောက်လာတဲ့လူတွေပဲအဲ့တော့စိတ်တူကိုယ်တူတွေဆိုတာကကျွန်တော်လက်ညှိုးထိုးလိုက်တဲ့နေရာတိုင်းမှာရှိတယ်ဗျာပေါင်းအသင်းရတာအဆင်ပြေတယ်ပြီးတော့ဒီ project တွေလုပ်တဲ့အခါတွေမှာလည်းအရန်ပျော်ဖို့ကောင်းတယ်ပေါ့ကျွန်တော်တို့ film making လုပ်တာတွေကောပြီး audio post တွေ live sound တွေအရန် exciting ဖြစ်စေတယ်ဒီလိုဟုတ်ကဲ့ပထမဆုံးကျွန်တော်ရဲ့ဒီမိဘဆွေမျိုးအကုန်လုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုယုံကြည်ပြီးမှ support ပေးခဲ့တဲ့အတွက်ကြောင့်နောက်တစ်ခုကတော့ကျွန်တော်ကိုနီးမှန်မှန်ပြပေးခဲ့တဲ့ဆရာတွေအကုန်လုံးပေါ့ဒီ AES ကဆရာတွေအကုန်လုံးလည်းကျေးဇူးအထူးတင်ပါတယ်သူရဲ့ guidance တွေကတော်တော်လေးကိုအတွက်ကို life က effective ဖြစ်တယ်ပေါ့ကိုလည်းကျေးဇူးတင်တယ်ဒီself doubt ပေါင်းများစွာနဲ့ရှောက်လန်းလာတဲ့အချိန်နောက်ဆုံးဒီလိုအနေထားထိရောက်လာအောင်စိတ်ခိုင်ခိုင်နဲ့ရှောက်လာနိုင်တဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ဆရာဦးကတော့လည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော် SAE သွားဖို့အတွက်ပထမအဆုံးသူကပဲစပြီးမှ connection တွေပါပေးခဲ့တာဆိုတော့ like respect I love you အခုမှ music စလုပ်မဲ့လူတွေဘယ်မှစလုပ်ရမယ်မသိတဲ့လူတွေပေါ့အဲ့လိုလူတွေအကိုတွေရောညီလေးတွေရောအကုန်ရှိမှာပါအရွယ်မျိုးစားတဲ့သူတို့ကပြောချင်တာမလုံနိုင်သေးတာနောက်ကျနေလို့မဟုတ်ပါဘူးအခုဒီအကြောင်းမျိုးအကြောင်းပြဿနာတွေအများကြီးရှိတယ်ဒါတွေအချိန်မှာ music မလုံနိုင်သေးတဲ့အချိန်စာတွေကိုသေချာနားလည်အောင်လေ့လာပါ YouTube ရှိတယ် Google ရှိတယ်အခု AI ရှိတယ်အများကြီးရှိပါတယ်ဒါတွေကလေ့လာကြပါအချိန်တန်လို့ကိုလုံမယ်ဆိုတော့အချိန်လုံနိုင်နေဆိုတော့အချိန်ကြလို့ရှိရင်ကိုယ့်ဘက်ကဝမ်းစာပြည့်နေကိုလိုပါတယ်